အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ဝေမျှပေးခြင်းတဲ့ခေါင်းစဉ်လေးကတော့အကောင်းမြင်တဲ့စိတ်ဖြင့်ဒီနေ့တောင်ရှင်းတတ်မှာဆိုတဲ့ခေါင်းစဉ်လေးဖြစ်ပါတယ်အကောင်းမြင်တဲ့စိတ်ထားဟာတန်လိုက်တစ်ခုလိုပါပဲကောင်းမှုတဲ့အရာတွေကောင်းမှုတဲ့လူတွေကိုအလိုလိုဆွဲဆောင်နိုင်ပါတယ်ကိုယုံကြည်မှုရှိပြီးပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့သူတွေစီကိုကုညီဘက်တွေနဲ့ကောင်းမွန်တဲ့အခွင့်အလမ်းတွေဟာအချိန်မီပြီးရောက်ရှိလာမှသိကြပါတယ်။ဒါကြောင့်ဘဝမှာအကောင်းမြင်တဲ့စိတ်ဓာတ်ကိုမွေးမြူပြီးပျော်ရွှင်မှုတွေနဲ့ပြည့်နေတဲ့ဘဝတစ်ခုဖန်တီးနိုင်ကြအောင်ပါ။ဒီနေ့မှစရင်တာယာအေးချမ်းတဲ့နေ့တစ်လေးတစ်ခုဖြစ်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။